အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တွင်းဟတ် channel ရဲ့တင်ဆက်သူအောင်လူပဲဖြစ်ပါတယ်ပကံမျိုးဟောင်းရဲ့နေဝင်စည်းစာဟာရွှေရောင်လွှမ်းမိုးနေပေမဲ့ရှေးရောင်ဖျားပြက်ကြီးတွေကြားမှာတော့ချို့ဝဲချက်တွေကကိန်းအောင်နေတတ်ပါတယ်လူတူရောက်ပေါက်နေတဲ့ဖျားတဆူရဲ့မှောင်မဲနေတဲ့လှိုင်ကူထဲမှာတော့ခေတ်အဆက်ဆက်ကမပြောက်မပြက်သေးတဲ့ဝိညာဉ်တူရှိနေပါတယ်သူမရဲ့နာမည်ကမြနန္ဒာပဲဖြစ်ပါတယ်ပကံခိကလေးကတန်ဖိုးမဖြတ်နိုင်တဲ့ရွှေငွေရတနာတွေကိုစောက်ရှောက်ရတဲ့ဥစ္စာဆောင်မလေးပါမြနန္ဒာဟာရတနာတွေကိုမက်မောလို့ကြံ့ရစ်ခဲ့တာမဟုတ်ပဲစစ်ထွက်သွားတဲ့သူမရဲ့ချစ်သူပြန်လာကိုစောင့်မျှော်ရင်းတက်ဆွန့်ခဲ့ရသူဖြစ်ပါတယ်ဒါကြောင့်သူမရဲ့မျက်လုံးတွေဟာအမြဲတမ်းဆွေးမြေ့လွမ်းဆွနေပြီးလမ်းမိုက်ညတွေဆိုရင်လှိုင်ကူထဲကနေစောင်းတီးတန်တဲ့တဲ့လေးထွက်ပေါ်လာတတ်ပါတယ်။ယနေ့ခေတ်ရှေးဟောင်းတုတေသနာနဲ့ဓာတ်ပုံရိုက်ကူးရေးကိုဝါဒနာပါတဲ့လူငယ်လေးဇော်မျိုးဟာပကံကိုလာရောက်ခဲ့ပါတယ်။တဏီကုံပုံတွေရိုက်ရင်ညနေဆောင်နေဝင်ချိန်မှာလမ်းမပြီးအဲ့ဒီဖျားပြက်ကြီးစီကိုရောက်သွားခဲ့ပါတော့တယ်။ပါဝင်ခြင်းတစ်ခုလုံးတိတ်ဆိတ်နေပြီးလေတိုက်တန်တဲ့တဲ့ကိုသာကြားနေရပါတယ်။ဇော်မျိုးကလှည့်ပြန်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲတာယာငိမ့်ညောင်းပြီးဆွေးမြေ့ဖွယ်ကောင်းတဲ့စောင်းတီးတံကိုကြားလိုက်ရပါတယ်။တိရှင်တဲ့စိတ်ပြင်းပြသွားတဲ့ဇော်မျိုးဟာကင်မရာကိုကိုင်ရင်းအတန်လာယာလှိုင်ကူအမိုက်မောင်ထဲကိုဝင်သွားခဲ့ပါတယ်။လှိုင်ကူထဲရောက်တဲ့အခါမှာတော့အပြင်ဘက်ကမှောင်မဲနေပေမဲ့အတွင်းမှာတော့မှောင်ဆန်တဲ့ရွှေရောင်အလင်းတန်းတွေကတောက်ပလို့နေပါတယ်။အဲ့ဒီလေးရောင်အောက်မှာတော့ပကံခိကဝတ်စုံကိုစီရင်ထားပြီးလွန်စွာလှပတဲ့မိမ့်မပြိုလေးမြနန္ဒာကိုတွေ့လိုက်ရပါတယ်။မြနန္ဒာရဲ့အလှဟာအင်မတန်ချောမောလှပလို့နေပြီးဇော်မျိုးတယောက်မျက်တောင်မခတ်နိုင်အောင်ငေးမောသွားပါတော့တယ်။မြနန္ဒာကစောင်းတီးတဲ့နေရာကနေရက်တန့်လိုက်ပြီးဇော်မျိုးကိုလှမ်းကြည့်လိုက်ပါတယ်။သူမရဲ့မျက်ဝန်းတွေမှာမျက်ရည်တွေပြည့်လာပြီးမောင်နောက်ဆုံးတော့မောင်ပြန်လာခဲ့ပြီပေါ့နော်ညစောင့်နေခဲ့ရတာနှစ်ပေါင်းများလာပြီမောင်ရဲ့မြနန္ဒာကတုံရင်နေတဲ့အတန်လေးနဲ့ပြောလိုက်ပါတယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာပဲဇော်မျိုးရဲ့ခေါင်းထဲမှာပြင်းထန်တဲ့ကြိုက်ခဲမှုနဲ့အတူအတိတ်ဘဝကပုံရိပ်တွေဟာပြန်လည်လို့တတိယသွားပါတယ်သူဟာပကံခိကစစ်တူကြီးတူဖြစ်ခဲ့ပြီးမြနန္ဒာကိုပြန်လာခဲ့မယ်လို့ဂရိကဝတ်ပေးကစစ်ထွက်ရင်းကြားရှုံးခဲ့ရသူဖြစ်နေပါတယ်။ဇော်မျိုးတတိပြန်ဝင်လာတဲ့အချိန်မှာပဲပတ်ဝန်းကျင်တစ်ခုလုံးရုတ်တရက်ပြောင်းလဲသွားပါပြီ။နှွေးထွေးတဲ့ရွှေရောင်လွှမ်းနေတဲ့အလင်းတန်းတွေဟာအေးဆက်ဆက်အစိမ်းရောင်အဖြစ်ကူးပြောင်းသွားပါတော့တယ်။မြနန္ဒာရဲ့လှပတဲ့မျက်နှာလေးဟာလည်းဖြူပြော့ပြီးကြောက်မဲ့ဖွယ်ကောင်းတဲ့ဥစ္စာဆောင်ဝိညာဉ်အတွင်ပြင်ကိုပြောင်းလဲသွားပါတော့တယ်။သူမရဲ့အနောက်ဘက်မှာတော့တောက်ပနေတဲ့ရွှေငွေရတနာတွေအစားအယိုးစုတွေပင့်ကူအိမ်တွေနဲ့ဖုံးလွှမ်းနေတဲ့ကျိန်စာတင့်ရတနာတစ်တာကြီးတွေပေါ်လာပါတော့တယ်။မြနန္ဒာရဲ့မျက်လုံးတွေကညီရဲလာပြီးအတန်ကြီးကလည်းပဲ့တင်ထက်ကအေးဆက်သွားပါတော့တယ်။အဲ့ဒီတုန်းကမောင်ထွက်သွားလို့မြဒီမှာတယောက်တည်းဒုက္ခခံခဲ့ရတယ်။ဒီတခါတော့မောင်ကိုဘဲမှထွက်သွားခွင့်မပေးနိုင်တော့ဘူး။ဒီယရနာတွေနဲ့အတူအသက်ဆုံးတိုင်အတူနေကြရအောင်လို့ပြောပြလိုက်တယ်။အဲ့ဒီအချိန်မှာပဲဇော်မျိုးကကြောက်လန့်တကြားနဲ့အနောက်ကိုဆုတ်လိုက်ပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့ဖျားပေါက်ဝဟာကြောက်တုံးကြီးတွေနဲ့ဝုန်းကနေပိတ်ကျသွားပါတော့တယ်။လိုင်ကူထဲမှာတော့မြနန္ဒာရဲ့ရည်တန်ကြီးနဲ့အတူဇော်မျိုးရဲ့အော်ဟစ်တန်ဟာအမောင်တူးထဲမှာထာဝရပျောက်ကွယ်သွားပါတော့တယ်။အခုလိုဇာလန်လေးတွေကြည့်ရဖို့တွင်းဟတ် channel ကို like and follow လေးလုပ်သွားခဲ့ကြပါဦးခင်ဗျာအားလုံးကိုထူဝဲကျေးဇူးတင်ပါတယ်ဗျာ